မီလီယံနာမဖြစ်သေးခင်မီလီယံနာရဲ့ energy ကိုအရင်ဆုံးခံစားဖို့လိုအပ်ပါတယ်။မီလီယံနာရဲ့ energy ကိုနေ့တိုင်းဘယ်လိုမျိုးကိုယ့်ရဲ့ခန္ဓာကိုယ်တွေကိုစီးဆင်းအောင်လုပ်ရမလဲဆိုတော့နေ့စဉ်တင်သုံးတဲ့အသုံးဆောင်ပစ္စည်းတွေထဲမှာတင့်အတွက်တထေးလိုမျိုးမီလီယံနာလိုမျိုးခံစားရတဲ့ပစ္စည်းတစ်ခုကိုစောင့်ထားဖို့လိုအပ်ပါတယ်။နေ့စဉ်သုံးတဲ့ပစ္စည်းတွေထဲမှာအကြိုက်ဆုံးအရာပါဖြစ်မလဲ။တချို့သူလေးတွေအတွက်ကနာရီဖြစ်မယ်။တချို့သူလေးတွေအတွက်ကျတော့ရေမွေးဖြစ်မယ်။တချို့သူလေးတွေအတွက်ကျတော့ကော်ဖီကောင်းကောင်းတောက်ရတာဖြစ်မယ်။တချို့သူလေးတွေကျတော့နှက်ခမ်းနေဖြစ်မယ်။တချို့သူလေးတွေကြတော့ကုတ်ကောင်းကောင်းအင်ဂျီကောင်းကောင်းဖနက်ကောင်းကောင်းဒါမှမဟုတ် wallet လားဒါမှမဟုတ်ပတ်စံအိတ်လားဒီလိုမျိုးကိုနေ့စဉ်သုံးတဲ့ပစ္စည်းတွေထဲမှာဝစ်လိုက်တာနဲ့ကိုတထေး energy မီလီယံနာ energy ကိုခံစားသွားစေရတဲ့အရာတစ်ခုနေ့စဉ်သုံးတဲ့အသုံးဆောင်ပစ္စည်းတွေမှာထည့်ပါအဲ့လိုပြောလို့ကျမက brand တွေဝယ်သုံးပါဆိုပြီးပြောတာမဟုတ်ဘူးเนาะ brand ဖြစ်စရာမလိုဘူးဒါပေမဲ့ကိုကဒီပစ္စည်းကိုကင်လိုက်တာနဲ့ဒီပစ္စည်းကိုသုံးလိုက်တာနဲ့ကိုတထေးလိုမျိုးခံစားရတဲ့ပစ္စည်းမျိုးကိုနေ့စဉ်သုံးဆွဲဖို့လိုအပ်တယ်ဒီလိုမျိုး tips လေးတွေကိုထပ်ပြီးသိချင်တယ်ဆိုရင် comment မှာ yes လို့ရေးသွားเนาะကျေးဇူးအများကြီးတင်ပါတယ် coach you ပါ